ကလေးလေးကအစားစားဖို့ညှင်းဆန်နေပါတယ်အစားအစာကိုသူ့ပစံနာတိုးပေးလိုက်တာနဲ့ကျဲကြီးအောင်မူပါတော့တယ်ဒါပေမဲ့ကောင်းမလေးတယောက်တည်းကသာဘာကြောင့်လဲဆိုတဲ့အကြောင်းရင်းကိုသိနေပါတယ်ဘာလို့လဲဆိုတော့သူမကကလေးလေးရဲ့စိတ်ထဲကစကားတွေကိုကြားနိုင်စွမ်းရှိလို့ပါပဲအဖွားဖြစ်သူကဒါဟာအာဟာရပြည့်ဝတဲ့ပင်လယ်စာဆန်ပြုတ်ပါလို့ပြောပါတယ်ကောင်းမလေးကကလေးလေးဟာပင်လယ်စာကိုမကြိုက်ဘူးလို့ရှင်းပြလိုက်ပါတယ်တခြားစားစာတွေကနေလည်းအာဟာရတွေအများကြီးရနိုင်ပါတယ်လို့ဆိုပါတယ်သူမကအိမ်အကူကိုအမဲသားရွှေပြုံသီးဆန်ပြုတ်လေးပြင်ဆင်ပေးဖို့တောင်းဆိုလိုက်ပါတယ်အဲ့ဒီနောက်ကလေးလေးကမြည်ဆန်းကြည့်လိုက်တဲ့အခါအရန်ကိုသဘောကျသွားပါတယ်ကလေးလေးအပတရစားနေတာကိုမြင်တော့အဖွားဖြစ်သူကအရန်ကိုဝမ်းသာသွားပါတယ်ကောင်းမလေးကကလေးလေးငိုရဲဆိုတာသူ့လိုအပ်တာကိုဖော်ပြဖို့စူးစမ်းနေတာပါအကြောင်းပြချက်မရှိပဲကြီးကြနေတာမဟုတ်ပါဘူးလို့ရှင်းပြပါတယ်ဒါကိုကြားတော့အဖွားဖြစ်သူကအပြည့်အဝသဘောတူလက်ခံသွားပါတယ်သူမကကောင်းမလေးကိုကလေးရဲ့နေ့စဉ်ပြုစုဆောင်ရှောက်မှုအားလုံးကိုတာဝန်ယူခိုင်းဖို့ဆုံးဖြတ်လိုက်ပြီးဒေါ်လာ2သိန်းတန်ချက်လက်မှတ်တစ်စောင်ကိုပေးလိုက်ပါတယ်ဒါဟာကလေးရဲ့တီးတန့်ကလေးထိန်ဖြစ်တရားဝင်ခန့်အပ်ခံရတဲ့အတွက်စုချင်းမြင့်တာပါအဲ့ဒီနေ့မှာပဲကလေးလေးကပကတ်ထဲကနေမတော်တဆထွက်ကြလာပါတယ်ကောင်းမလေးကသူ့ကိုအမြန်ပွေ့ချလိုက်တဲ့အခါကလေးလေးကတပုံကိုလက်ညှိုးထိုးပြီးငိုရင်းနဲ့မေမေလို့အော်ခေါ်နေပါတယ်အမှန်တရားကိုသိရဖို့အတွက်ကောင်းမလေးကလည်းအိမ်တော်ထိန်ကိုကလေးရဲ့မိခင်အကြောင်းမေးကြည့်လိုက်ပါတယ်တကယ်တော့ကလေးရဲ့မိခင်ဟာတထေးကြီးရဲ့ညီဖြစ်သူနဲ့လက်ထပ်ပြီးတိတ်မကြခင်မှာပဲကိုဝင်ရခဲ့တာပါဒါပေမဲ့မိဖွားပြီးနောက်မှာမိရဲ့စိတ်ကြယောဂကိုခံစားခဲ့ရပြီးဆေးရုံကိုပို့ဆောင်ထားခဲ့ရပါတယ်ကလေးလေးကိုသူ့အမေနဲ့တွေ့ရဖို့အတွက်ကောင်းမလေးကနီးလန်းတစ်ခုခုရှိမလားဆိုပြီးစူးစမ်းကြည့်ချင်နေပါတယ်ဒါနဲ့သူမကတထေးကြီးစီကိုတိုက်ရိုက်သွားတွေ့ပြီးဆေးရုံမှာရှိနေတဲ့မိခင်ကိုအိမ်ပြန်ခေါ်လာဖို့အကြံပေးလိုက်ပါတယ်ဒါကိုကြားတော့တထေးကြီးကချက်ချင်းချင်းပယ်ပါတယ်ဘာလို့လဲဆိုတော့ဒါကသူတို့မိသားစုအတွက်တားမြစ်ချက်တစ်ခုဖြစ်နေလို့ပါပဲကောင်းမလေးကကလေးဟာသူ့အမေကိုအယမ်းလွှမ်းနေတယ်လို့ပြောပါတယ်မိခင်ဖြစ်သူကလည်းအချိန်တိုင်းကလေးကိုလွှမ်းနေမှာတေချာတယ်လို့သူမယုံကြည်ထားပါတယ်ပြီးတော့ဒီလိုခွဲထားတာကမိခင်ရဲ့ကျန်းမာရေးပြန်ကောင်းလာဖို့အတွက်ဘာမှအထောက်အကူမဖြစ်စေပါဘူးလို့ထောက်ပြလိုက်ပါတယ်ကောင်းမလေးရဲ့စကားတွေကြောင့်တထေးကြီးလည်းခဏလောက်တွေဝေသွားပြီးဒီတောင်းဆိုချက်ကိုချက်ချင်းလက်ခံပေးလိုက်ပါတော့တယ်အဲ့ဒီနောက်ကောင်းမလေးကအိမ်ပြန်လာပြီးကလေးလေးကိုမေမေလို့ခေါ်တတ်အောင်တင်ပေးပါတယ်ကလေးလေးကလည်းတင်ယူဖို့အရန်ကြိုးစားပါတယ်ကောင်းမလေးကလည်းဆက်ကြိုးစားဖို့သူ့ကိုအမြဲတမ်းအားပေးနေပါတယ်တစ်ဖက်မှာတော့မိခင်ဖြစ်သူကကလေးလေးသူမကိုခေါ်နေတဲ့အတန်ကိုကြားသွားပုံရပါတယ်သူမကကလေးကိုတွေ့ချင်တယ်လို့ကိုယ်တိုင်တောင်းဆိုလာပါတယ်ဒီစကားကိုကြားရတဲ့အခါအဖွားဖြစ်သူကအရန်ကိုဝမ်းသာသွားပါတယ်မိခင်ဖြစ်သူကိုကြိုဆိုဖို့အတွက်ပြင်ဆင်မှုတွေလုပ်ဖို့အိမ်ကိုချက်ချင်းပြန်လာခဲ့ပါတယ်ဒါပေမဲ့မိခင်ကတကားဝကနေဝင်လာပြီးကလေးကိုမြင်လိုက်တာနဲ့တပြိုင်နက်စိတ်လှုပ်ရှားပြီးမျက်ရည်တွေကျလာပါတော့တယ်မိခင်ဖြစ်သူချေချော်ပြီးလဲကြတော့မဲ့အချိန်လေးမှာပဲကောင်းမလေးကအချိန်မီထိန်ကန်ပေးလိုက်ပါတယ်မိခင်ဖြစ်သူကတော့အရန်ကိုအပြစ်ရှိတယ်လို့ခံစားနေရပါတယ်ဒါကိုမြင်တော့ကောင်းမလေးကကိုဝင်ဆောင်ရတာနဲ့မိပွားရတာဟာအရန်ကိုခက်ခဲတဲ့အလုပ်ပါလို့ပြောရင်းသူမကိုနှစ်သိမ့်ပေးပါတယ်ဘသူကမှလည်းသူမကိုအပြစ်တင်မှာမဟုတ်ဘူးလို့ဆိုပါတယ်ပြီးတော့ကလေးလေးကလည်းသူ့အမေကိုနေတိုင်းအရန်လွှမ်းနေတယ်လို့မေမေလို့ခေါ်တတ်အောင်လဲသူအရန်ကြိုးစားနေပါတယ်လို့ပြောပြလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကလေးလေးကမေမေလို့အော်ခေါ်လိုက်တာကြောင့်မိခင်ဖြစ်သူလုံးဝဆုံးအားသွားပါတော့တယ်သူမကကလေးကိုရင်ခွင်နဲ့တိုက်ရိုက်ပွေ့ချလိုက်ပါတယ်တထေးကြီးကအနားကိုတိုးသွားဖို့လုပ်ပေမဲ့ကောင်းမလေးကသူ့ကိုတားလိုက်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒါဟာမိခင်တယောက်ရဲ့ကြီးမားတဲ့မေတ္တာပဲဆိုတာကိုသူမကောင်းကောင်းနားလည်ထားလို့ပါပဲ